ဒီမိမကနိုင်ငံတနိုင်ငံကိုဝယ်ပြစ်နိုင်တဲ့အထိချမ်းသာပါတယ်။သူ့မှာငွေသိပ်ပေါ်နေလို့ဆိုင်ကြီးတွေမှာနေတယ်။ဈေးကြီးတယ်စိန်ခံပစ္စည်းတွေကိုလည်းထည့်လဲသုံးနိုင်တယ်။ပြောရရင်သူ့ရဲ့ဝန်ထမ်းတွေကိုတော့ဒေါ်လာတန်းနဲ့ချီပေးနိုင်တဲ့အထိပါ။ဒါပေမဲ့ဒီရက်တော့မထင်ထားတဲ့အမှားကြောင့်သူ့ရဲ့ဘဝပြောင်းလဲခဲ့ရပါတယ်။အခုဆိုရင်လူတွေကသူ့ကိုခါတီတီမုန်းတီးနေကြတဲ့အပြင်နေ့တွေအကြာကြီးထောင်ချပစ်ဖို့အထိပါတောင်းဆိုနေကြလို့ပါ။ဒါဆိုမေးစရာရှိတာကသူကဘာရီများလုပ်ခဲ့လို့ဒီလောက်အထိဝယ်မှခံနေရတာလဲ။ဒီဗီဒီယိုကတော့လူပေါင်းသိန်းနဲ့ချီကိုဘဝပြတ်အောင်လုပ်ခဲ့တဲ့သူအကြောင်းပါ။သူ့နာမည်ရင်းကချန်ချစ်မင်ဖြစ်ပြီးတရုတ်နိုင်ငံကပါသူက2014မှာ Bitcoin company တစ်ခုတည်ထောင်ပြီးသူ့ company မှာပတ်စံထိန်အိမ်နေရင်အောင်အမြတ်တွေဝင်မယ်လူသစ်ခေါ်ပေးနိုင်ရင်လည်းအပိုစုကြီးတွေထည့်ရမယ်နောက်ဆုံးနီးပညာမှာတရုတ်ကထိတ်ဆုံးရောက်နေရမယ်ဆိုပြီးမလုံးပေးတာပါဒီအချိန်အစပိုင်းမှာတော့သူကပုံမှန်အမြတ်တွေထုတ်ပေးပါတယ်ပြီးတော့လူတွေကစရုံလာပြီး company မှာပတ်စံနေစထည့်လာတယ်တချို့ဆိုသူများစီကချဲပြီးရှိသမျှပေါ်ပြတာပါနောက်ပြီးအဲ့ဒီထဲမှာအခြေခံလူရန်စားရင်းနဲ့ business တွေတောင်အများကြီးပါပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ချန်ကျစ်မင်ကရသမျှပတ်စံတွေကိုတွေ့ရကတဲ့ထည့်နေခဲ့ပါတယ်ဒီတော့2019မှာရဲတွေကသူ့ကိုတန်တရားဝင်လာပြီး company ကိုဝင်ဆက်ပါတော့တယ်ဒါကြောင့်သူကချက်ချင်းပဲပတ်စံဒီအားလုံးကို Bitcoin ပြောင်းပြီး coin မောက်9000ဝန်းကျင်နဲ့တရုတ်ကနေထွက်ပြေးလာခဲ့ပါတယ်အဲဒီနောက်လန်ဒန်ကိုရောက်တော့ယတိကျန်းဆိုတဲ့နာမည်တူနဲ့နေတယ်ဈေးကြီးပါတယ်ဆိုတော့အိမ်တွေမှာခိုးလာတဲ့ငွေနဲ့စင်ခံတယ်နောက်ပြီးလူရှိမှာတော့အာရှရဲ့စင်ကုန်တဲ့ပုံစံမျိုးဟန်ဆောင်နေခဲ့တာပါဒါပေမဲ့ဒီရက်မှာတော့သတိမထားမိပဲအမှားတစ်ခုကိုသူလုံးမိလိုက်ပါတယ်အဲ့ဒါကတော့ပေါင်12တန်းနီးပါးတဲ့အိမ်ကို Bitcoin နဲ့ဝယ်ဖို့ကြိုးစားမိလိုက်တာပါဒီတော့ Bitcoin အများကြီးပိုင်ထားလို့ UK ရဲတွေကတန်တရားဝင်လာပြီး2018မှာသူ့အိမ်ကိုဝင်ဆက်ပါတယ်ရဲတွေက Bitcoin 9000လောက်ကိုသိမ်းမိခဲ့ပေမဲ့သူ့ကိုတော့ဘယ်သူမှမသိသေးလို့မဖမ်းနိုင်ခဲ့ပါဘူးတစ်ဖက်မှာလည်းချန်ကတိတ်ကိုလန်သွားခဲ့ပြီးချက်ချင်းပဲထွက်ပြေးပြန်ပါတယ်နောက်မှာရဲတွေလည်းသူကလူလင်အကြီးစားဆိုတာကိုသိသွားခဲ့ပြီးသူနဲ့ပတ်သက်တာတွေကိုတည်တည်ချာချာစောင့်ကြည့်ပါတော့တယ်ဒီလိုနဲ့ဒီရက်တော့ချန်ဟာသူ့ရဲ့ Bitcoin တွေကို wallet တစ်ခုနဲ့လွှဲမိလိုက်တာကနေရဲတွေကခြေရခံမိသွားပါတယ်အဲဒီနောက်2024မှာရဲတွေကသူ့ကိုဖမ်းလိုက်ပါတယ်ဒီလိုနဲ့တရုတ် crypto queen ကိုဖမ်းမိပြီဆိုတဲ့သူအကြောင်းကလည်းကဘာကျော်သွားပြီး UK သမိုင်းတခြားအရန်ကိုကြီးမားတဲ့ crypto လူလိမ်တရားခံတရားဖြစ်လာခဲ့ပါတယ်သူကလူပေါင်းသိန်းနဲ့ချီဘွားပြအောင်လုပ်ခဲ့လို့ပြင်းထန်တဲ့အပြစ်ပေးဖို့အားလုံးကလည်းပြောလာကြပါတယ်ဒီတော့မကြခင်ကပဲတရားရုံးကသူ့ကို12နှစ်နီးပါးထောင်ချပစ်လိုက်ပါပြီဒါကြောင့်ကိုက crypto လောကထဲဝင်တော့မယ်ဆိုရင်အခုလိုလူလိမ်နေနဲ့မတိုးအောင်သတိထားဖို့ကိုအကြံပေးချင်ပါတယ်။နောက်ပြီး crypto ကိုတကယ်စိတ်ဝင်စားရင်အသေးစိတ်ကအစသေးချာချာလေ့လာသင့်ပါတယ်။ဒီနေရာမှာ crypto အကြောင်းကိုမြန်မာလိုအသေးစိတ်ရှင်းပြပေးနေတဲ့ crypto pixel ဆိုတဲ့ crypto channel အကြောင်းကိုညွှန်ပေးချင်ပါတယ်။ Bybit လို exchange တွေရဲ့သုံးပုံသုံးနည်းကအစငွေကြေးနဲ့ပတ်သက်တာတွေအားလုံးကိုလူတိုင်းနားလည်လွယ်အောင်သင်ပေးနေတာပါ။နောက်ပြီးအခုပြထားတဲ့ crypto pixel ရဲ့ referral code သုံးပြီးတော့အကောင့်ဖွင့်ထားမယ်ဆိုရင် crypto pixel ကလုပ်ပေးတဲ့ campaign တိုင်းမှာလည်းအထူး special reward တွေရနိုင်ပါတယ်။ကိုက crypto ကိုလေ့လာဖို့ဆုံးဖြတ်ထားရဆိုလို့ရှိရင် crypto အကြောင်းကိုတကယ်လေ့လာခြင်းတဲ့သူတွေကိုစေနာထားပြီးတော့အခမဲ့မျှဝေပေးနေတယ် crypto pixel ရဲ့ channel တွေကိုတောင်းလေ့လာကြည့်ပါလို့အကြံပေးချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ